လာပါကျမတို့ Stone Cold ဆိုပါဖြစ်ပါတယ်ကျမတို့ Missy ပါဂီတာတီးပါတယ်တခြင်းဆိုပါတယ်ခေါင်းထတိုင်းမှာကျွန်တော် face တီးပါတယ်တခြင်းဆိုပါတယ်ကျွန်တော်ထူးမြတ်ပါ drum တီးပါတယ်ထွန်းမြတ်ပါဂီတာတီးပါတယ်အစကကျွန်တော်ရဲ့ငကို basis တယောက်ရှိတယ်ကျော်စီသူဆိုတာကျွန်တော်ရဲ့သူ့ရဲ့ Missy ရဲ့အရင်ဆုံးစလုပ်ဖြစ်တာပေါ့လုပ်ဖြစ်ရင်းနဲ့မှကျော်စီသူကအကြောင်းတစ်ခုနဲ့နိုင်ငံခြားထွက်သွားရတယ်ပေါ့အဲ့နဲ့အဲ့ချိန်မှာဘန်းရောက်သွားတဲ့အချိန်မှာပါအဲ့လိုပွဲတစ်ခုကလာပြီးတော့တီးပလားပေါ့ပြောတော့အဲ့ချိန်မှာ member ကမရှိဘူး drama လည်းမရှိ basis လည်းမရှိဘူးအဲ့ချိန်မှာဒီကောက်ထနိုင်လဲကျွန်တော်လည်းစခင်တာပေါ့စခင်တော့သူလည်း bass တီးကငကိုတွေကတီးတယ်ကြိုက်တယ်သူဝင်တီးပေးပါလားပေါ့အဲ့ပြော drama ကိုလည်းသူ့ပဲ drama ဘယ်သူရှိလဲပေါ့အတီးအဲ့ချိန်မှာထုံးမြတ်က drama စကျင့်နေတဲ့အချိန်အဲ့နဲ့သူကလည်းပါတာပြောရင်အပွဲကစပြီးတော့ဒီဘန်ဘာနဲ့ဖြစ်သွားတာပေါ့ stop မို့ဆိုပါဆိုရင်စဖွဲ့တာတော့2023နှစ်ကုန်ပိုင်းလောက်ပေါ့ထူးမြတ်တို့ကောင်းတနိုင်တို့ရောက်လာတာကြတော့ဒီ2024 match ဟုတ်တယ်နေရာဒီပေါ့ match လာလောက်ဟုတ်အဲ့တော့မှမရောတနေ့ပြီဆောင်းဆိုတာထွက်ထားတာတော့ single release ထွက်ထားတာက၄ပုတ်ရှိတယ်၄ပုတ်ဆိုတာ၃ပုတ်ကတော့ကျွန်တော်တို့ကိုပါကိုပဲလောက်ထားနောက်တစ်ပုတ်ကကြတော့ဟိုပါလေ indie ကြောင့် essay ရေးပါဆိုတဲ့ album မှာ featuring အနေနဲ့ပါထားပါတော့တစ်ပုတ်ရှိအားလုံးတော့အခုလောဆယ်၄ပုတ်ရှိပါပြီးတော့ကျွန်တော်တို့မကြခင်ပေါ့နောက်2လလောက်ဝန်းကျင်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ album လေးထုတ်ဖို့ရှိပါတယ်ကျွန်တော်ပထမဆုံး album ပေါ့နော်အဲ့ဒါလေးထုတ်ဖို့ရှိပါတယ်ဟုတ်အဲ့မတိုင်ခင်မှာလည်းတချင်းတစ်ပုတ်ထုတ်ဖို့ရှိသေးတယ်single တပုတ်ထုတ်ဖို့ရှိတယ်နေပါပထမဆုံးထွက်တဲ့တခြင်းက Butterfly Suicide ပေါ့Stone Cold ဆိုပဲ debut single ပေါ့အဲ့တခြင်းတော့ကလည်းလို့ပြောစရာလေးပါကိုပါကိုပဲလို့အဲ့တော့ပခါမှလည်းလို့ studio သွားပြီးတခြားလည်းမသွင်းဘူးလို့ကိုပါကိုပဲအစဘန်လက်နဲ့ပဲထုတ်မလို့တော့လုပ်နေရလို့ဖုန်းနဲ့သွင်းပြီးတော့လို့ဘန်လက်နဲ့ပဲထုတ်မယ်ဆိုပြီးတော့ပြီးတော့မှနည်းနည်းပါပတ်စံလေးပါလေးစုပြီးတော့လို့ studio သွားပြတယ်ပေါ့သွားပြီးတော့အဲ့တော့လည်းလို့တခါမှလည်းတိတိကျကျမသွင်းဘူးလို့တိုင်လည်းပတ်တယ်လို့ထူးမြတ်ကလည်းအဲ့တော့မှပထမဆုံး drum သွင်းမှုပါနော်တိုင်ပတ်တာစောင်းနေရပဲတိုင်နေထွက်လာတော့လည်းအဆင်ပြေသွားပါတယ်ကျွန်တော်တို့ကအဲ့တော့budget ကအများကြီးသိမ့်မရှိဘူးအဲ့ဒါ studio ဘိုးနဲ့ budget ကုန်သွားတော့ missing ဘူးထပ်ပြီးတော့မထုတ်ချင်တော့ဘူးဆိုတော့အဲ့ဒါကျွန်တော်ပဲ missing ဖုန်းနဲ့ဖြစ်တယ်လို့ missing လုပ်လိုက်မယ်ဆိုပြီးသူတို့ပြောတာသူတို့ကလည်းရတယ်လှုပ်လိုက်ဆိုအဲ့ဒါနဲ့လှုပ်လိုက်တော့ရပါဒါပေမဲ့ quality ကဝါနေအခုပြန်လာထောင်ဒါပေမဲ့လည်းအဲ့နားထောင်လို့ဖြစ်သွားပါတယ်အဲ့တရှင်ကလည်းအမှတ်ကြရတဲ့အများကြီးရှိပါတယ်ပြောစရာကြီးပါတွင်းတဲ့နေ့ကလည်းတော်တော်ပြောဖို့ကောင်းတယ်တချင်းတော့ဗန် तू အဲ့လို तू က story လားမသိဘူးအဲ့တော့ तू နဲ့ကျွန်တော်ခင်ကားစားဘန်ဖြစ်တယ် story တင်တာတချင်းလေးပို့ဝေးပါဆိုပြီးတော့ဟုတ်တယ်အဲ့တော့ကျွန်မဘန်မလုပ်သေးဘူး तू နဲ့လည်းတိတ်မခင်သေးဘူးအဲ့မှာအဲ့ butterfly ဆိုစားရေးပြီးတော့တမိနစ်စာလေးလားမသိဘူးလို့တင်လိုက်တာထွန်းရလာပြီးအဲ့ချင်းလေး messenger နဲ့ပို့ပေးပါလားဆိုပြီးတော့ပြီးတော့တူဘန်ထဲမှာလို့တီးပြသွားလို့အစတုန်းကဘန်ဘလို့ဖြစ်ခင်တော့အဲ့လိုကျွန်တော်ရဲ့ကြောက်စစ်သူရဲ့ကျွန်တော်တို့အဲ့လိုရန်ကင်းမှာကျွန်တော်လည်းပါတယ်လေသူလည်းပါတော့လည်းရန်ကင်းမှာလည်းကျွန်တော်တကယ်ချင်းနေရှိတယ်။ဟာသူတို့အိမ်မှာခတိုင်းပါတီးပါညာနဲ့နေရပြီးအဲ့အနေမှာလို့ဘန်လုံးမယ်ဆိုရင်လုံးလိုက်တော့လေအဲ့မှာတချင်းတစ်ပုတ်နော်ဟိုတလမအဲ့တပုတ်ကစပြီးသူနဲ့အဲ့လိုလှုပ်ရင်းလည်းအဲ့တော့ကလည်းအဲ့လိုဘယ်လိုပြောမလဲအသက်တွေအဲ့လိုထဲ့တယ်လို့ကိုယ်ဆိုရင်တော့သူလည်းဆိုလိုက်အသက်တွေထဲ့ကျွန်တော်ကလည်းတီးရအသက်တွေထဲ့အဲ့လိုတခါကျရင်အရမ်းမိုက်သွားဒါပေမဲ့တဒနာမမှတ်မိဘူးနောက်နေတယ်ဗီဒီယိုရိုက်ထားရတယ်လို့မမေ့အောင်မရိုက်ထားလို့ရှင်တော့မေ့သွားတော့ဘာတီးရိုက်ထားတော့မှမမှတ်မိဘူးဟုတ်တယ်ရိုက်ထားပြန်ရှာရတယ်အဲ့လိုရိုက်ထားတာကိုကြည့်ပြီးဘာတီးခဲ့ရလဲအဲ့လိုဖြစ်တာများတော့ဆိုးခဲ့ရအဲ့လိုဖြစ်တာများတော့နောက်ပိုင်းကျ तू က rule ထုတ်လိုက်တယ်အဲ့လိုဘန်မှာဆိုပါဖြစ်တော့မှဂျမ်းမယ်ပေါ့ဆိုပါမဖြစ်မဂျမ်းဘူးဆိုပြီးတော့မှနာမည်ကိုလည်းအဲ့လိုနာမည်စဉ်းစားတော့
အများကြီးပဲလို့ထွက်လာတဲ့ထဲမှာဆိုဘာနဲ့ပတ်သက်တာလေးလောက်လိုက်မယ်ဆိုပြီးတော့စတုံးကိုဆိုဘာဆိုပြီးလို့ဖြုတ်သွား တော့ကလို့တတိအမြဲရှိနေအောင်ပြောနေတာပေါ့ တချင်းတွေကအကောင်လုံးလိုက်ရှိရတယ်ဒါပေမဲ့အများဆုံးရေးရတော့မေစီဖြစ်မှာပေါ့ပြရလို့ရှိရင်ကျွန်တော်အရှိထွက်မဲ့ album လည်းတစ်ခုရှိတယ် album မှာဆိုလို့ရှိရင်တချင်းတွေကတူတူရေးရရှိမယ်ပြီးတော့အဲ့လိုမျိုးတယောက်ချင်းစီကရေးလာပြီးတော့အဲ့ဒီမှာပါတဲ့တချင်းတွေရှိတယ်၄ယောက်လုံးပါတယ်အဲ့ album ထဲမှာဆိုလို့ရှိရင်တချင်းကအကောင်လုံးရေးပြီးတော့ဘာအကြောင်းအရာတွေရေးလဲဆိုတော့ကျွန်တော်ကဟိုအစုံပဲတကယ်တော့လေပြောရအကြောင်းအရာအစုံပဲကိုယ်ခံစားရတာတွေနောက်ပြီးတော့ကိုတွေ့နေရတဲ့ဟာတွေကိုတကယ်ချင်းတွေခံစားရတဲ့ဟာတွေကိုလာပြောလို့ရှိရင်လည်းအဲ့ဒါလေးရေးအဲ့လိုမျိုးအကောင်အစုံရေးပြပါတယ်အချင်းကတော့ ဒီနေ့ဆိုဖို့ရွေးထားတဲ့တခြင်းကတော့နီမိုဖြစ်ပါတယ်နီမိုဆိုဖို့ဘာလို့ရွေးလိုက်တာလဲဆိုတော့ဒီတခြင်းကလို့ကျမတက်လည်းလို့အဓိပ္ပာယ်ရှိရပြီးတော့လို့တော်တော်များများလို့ relate လုပ်နိုင်မယ်လို့ထင်တယ်ပေါ့လို့ဒီလိုအချိန်မျိုးမှာပေါ့နော်လို့အဲ့တခြင်းရဲ့အကြောင်းကတော့ဘယ်လိုပြောမလဲလမ်းပြောက်တဲ့အကြောင်းအရာလို့ပဲပြောရမလားလို့ရေဘူးရအဖြစ်တော့အဲ့လိုပုံစံမျိုးပေါ့အဲ့ဒါကြောင့်လို့ဒီတခြင်းကိုဘာဖြစ်ဖို့ပေါ့နော်ပြီးတော့လို့ musically လဲလို့ဒီ၄ယောက်လုံးရဲ့အကြိုက်ဆုံးကနီမိုပေါ့အကုန်လုံးလို့တူတူ arrange လုပ်လိုက်တဲ့အချိန်မှာတူတူ compose လုပ်တဲ့အချိန်မှာလို့ထွက်လာတာလေးကိုပေါ့နော်လို့အကုန်လုံးကသဘောကျတယ်ပေါ့သူဆိုလဲသူလဲကြိုက်တယ်ကျွန်မလည်းကြိုက်တယ်အဲ့ဒါရှာ၄ယောက်လုံးရဲ့လို့ musically ဆိုအကြိုက်ဆုံးလို့ပြောလို့ရတယ်ပြီးတော့နောက်ပိုင်းဒီ Stone Cold ဆိုပါရဲ့လာမဲ့လို့ project အသစ်တွေကလည်းဒီနီမိုနဲ့ခက်ဆင်ဆင်လို့ဟို genre wise ပေါ့နော်ခက်ဆင်ဆင်လို့ပြောလို့ရတယ်အဲအကြောင်းလည်းလို့ဒီနီမိုရေးဖြစ်တာပါအားရလို့အမှန်ငယ်ကတော့ဟုတ် I've been staring at a brick wall for quite some time. I feel it staring back at me with a million eyes that I could never find.
အဲ့လိုစရေးဖြစ်တဲ့အချိန်ကပေါ့အဲ့လိုart block ဖြစ်နေတဲ့အချိန်ပေါ့ဟိုအဲ့တော့အဲ့လိုတချင်းလည်းမရေးဖြစ်ဘူးလို့ရေးဖို့လည်းလို့ရေးလို့ရှင်လည်းဘာမှလို့ကောင်းလာမထွက်လာဘူးလို့ကိုယ်ကိုခံစားရတယ်အဲ့ပြီးတော့ဒီနီမိုတချင်းရေးတာလည်းတခြားတချင်းတွေရေးရတယ်လို့ပို့ပြီးကြာတယ်လို့တစ်လလောက်ကြာတယ်အဲ့ဒီ version ဒီလိုစာသားနဲ့ဒီလိုပုံစံဖြစ်ဖို့အတွက်ကိုအရှိမလို့မြန်မာလိုတွေလည်းရေးခဲ့ပြီးတော့ဒါမဲ့လို့ကိုရေးပြီးတော့ကိုမကြိုက်တာတွေလည်းအများကြီးပေါ့နော်အဲ့နီမိုရေးချင်တယ်လို့နည်းနည်းစိတ်သက်ကြနေတဲ့အချိန်ပေါ့အဲ့လိုဘာမှမလုပ်နိုင်မကိုင်းနိုင်ဘာမှမရေးနိုင်နဲ့အဲ့လိုအချိန်ဖြစ်နေတာပေါ့ဒါပေမဲ့အဲ့မှာဘယ်လိုသွားစဉ်းစားမိလဲဆိုတော့အဲ့လိုမသိလို့ရှိရင်ကွာလို့တော့ art block ဖြစ်သွားတာပေါ့လို့တော့နေရင်ကြီးပေါ့အဲ့အုံနေရင်ကြီးဟိုလမ်းလည်းမရှိဘူးအဲ့မှာလို့ပိတ်မိနေတဲ့အကြောင်းကြီးပေါ့နော်အားကြောင့်လို့ I've been staring at a brick wall for quite some timeပြီးလို့ရှိရင် I feel it staring back at me with a million eyes အဲ့စာသားကြောင့်ဘယ်လိုလဲဆိုတော့အမှန်ကတော့အဲ့တို့တော့မပြောပြဘူးဒီတန်ပေါင်းများစွာဒီ million eyes ပေါ့နော်အဲ့ဒီကိုခံစားနေရတယ်ကိုကြည့်နေရဆိုတာဒါပေမဲ့လို့ like ရှာတဲ့အချိန်မှာမတွေ့ဘူးဆိုတာတော့ဘယ်လိုပြောချင်တာလဲဆိုတော့ကိုယ့်ဘက်ကိုစိတ်ထင်နေတာမျိုးပေါ့နော်ဟို doubt self doubt တွေများနေရတယ်ကိုယ့်ဘက်ကိုပဲများနေရပါတော့ဘယ်သူမှလို့လာပြောမနေဘူးနော်မြင်ရမကောင်းဘူးလို့ပါလို့ဘယ်သူမှလာပြောမနေဘူးကိုယ့်ကိုပဲထင်နေမိရပေါ့အဲ့လိုအတွေးတွေပေါ့အဲ့ဒီနီမွေရလို့ generally ဒီရေပွင့်အဖြစ်အကြောင်းအရာကတော့ဒီတိုင်းလို့လမ်းပြောက်တဲ့အကြောင်းရယ်ပြီးတော့ကိုယ်နဲ့ကိုယ်စိတ်ရဲ့အကြောင်းရယ်ကိုအဓိကရေးထားတာပေါ့နီမိုဆိုတာအဲ့လိုဒီဟိုငါးလေးစကားလေးရှိတယ်လေကတ်တွန်းကားလေး finding nemo ဆိုပြီးတော့Latin လို့ဆိုလို့ nobody no one ဆိုပြီးတော့လေအတိတ်ပဲပေါ့အဲ့ဒီအတိတ်ပဲကလို့ဒီနောက်ပိုင်းစာသားမှာကြောက်လို့ Who's gonna save me when I'm drowning လို့ဘယ်သူကရင်နေလာကဲမှာလဲဘယ်သူကလို့ငါ့ဘဝငါဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတော့ဘယ်သူကလာတင်ပေးမှာလဲအဲ့ချိန်မှာနီမိုနဲ့ပြန်သွားဆက်မယ်ဆိုလို့ရှင်ဘယ်သူမှမတင်ပေးဘူးပေါ့ကိုယ့်ဘက်ကိုတင်ရမှာဆိုတော့သဘောမျိုးပေါ့နော်ကိုယ့်ဘက်ကိုပဲပြီးတော့မှ Who's gonna tell me where to run away Who's gonna tell me when to run ဘာညာအဲ့လိုလည်းပါတယ်ပေါ့အဲ့ဒါလို့ဘယ်သူမှလည်းဆိုကိုယ့်ကိုထွက်ပြေးဖို့ပြောမနေဘူးပေါ့အမှန်တကယ်တော့ကိုတိုင်ကထွက်ပြေးခြင်းညာကိုတိုင်ကငါထွက်ပြေးရမှာလားဆိုပြီးတော့အဲ့လိုထွက်ပြေးခြင်းနဲ့စိတ်လို့ self doubt တွေပြီးတော့ဒီကိုယ်စိတ်ကိုပြန်ပြီးတော့အနိုင်ယူနေရတာပေါ့လို့ဒီမှာကိုယ်စိတ်ကကိုယ်အနိုင်ယူလိုက်ကိုယ်ကကိုယ်စိတ်ကိုအနိုင်ယူလိုက်အဲ့လိုသဘောမျိုးနဲ့ရေးထားတာပေါ့ပြီးတော့ဒီနောက်ပိုင်းအဲ့စာသားတစ်ခုမှာ The clownfish are asking me to run away ပေါ့အဲ့ချိန်မှာ the clownfish ဆိုတာနီမိုရငါ့ကိုပြေးတော့ဆိုပြီးတော့ပြောနေတာနီမိုက nobody လေ nobody is telling me to run away ဆိုပြီးတော့အမှန်ကအဲ့လိုပြောချင်တာငါ့ကိုသူကလည်းပြေးဖို့ပြောညာလည်းမဟုတ်ဘူး but it's me who chose to walk on water ဆိုတာငါဒီလိုလူဖြစ်ဖို့ဒီလုပ်တွေလုပ်ဖို့ဒီလိုခံစားချက်တွေရှိဖို့ဆိုတာငါကိုယ်တိုင်ငါရွေးချယ်ခဲ့တာ it's me who အဲ့ဒါလို့ walk on water ဆိုပြီးတော့လို့အဲ့လိုမျိုးနဲ့တင်စားပြီးတော့ပြောလိုက်တာပေါ့ပြီးတော့အရှင်းအဲ့လို million eyes နဲ့ပြန်ဆက်မယ်ဆိုရင်လည်း I see you look at me I know what you think of me ဆိုတာလေအဲ့ဒါလေကိုယ့်ဘက်ကို project လုပ်ထားတဲ့အတွေ့အကြုံပဲပေါ့နော်ကိုကပဲဖြစ်နေအဓိကကတော့ကိုကပဲလမ်းပြောက်ပြီးတော့ကိုယ့်ဘက်ကိုကြောင်ပြောက်နေတဲ့ရှင်ပေါ့ညီမို့ဆိုတော့ literally no one nobody ဘယ်သူမှမလို့ဘာမှလည်းမပြောကိုယ့်ဘက်ကိုကြောင်ပြောက်နေတဲ့ရှင်မှာလို့ ငါပြောက်လာမဟုတ်ဘူး နီမိုငါလေးအဲ့ဒါပဲဟုတ်ရင်းနေနေတဲ့အကြောင်းပေါ့လို့ဒါပေမဲ့တခြားဟိုလိုမျိုးကိုယ်တိုင်ပြန်စဉ်းစားကြည့်မှဆိုလို့ရှင်တော့အလှရတော့အများကြီးပေါ့နော်ဒါကတော့ကို personal feelings ကြောင့်ပဲပေါ့နော်ဒီအမှန်ဆိုတော့အလှရအများကြီးရှိရပေါ့လို့ငယ်ဘဝအကြောင်းအရာရောဗါရောလို့ကြည်ပြင်းလာတဲ့အကြောင်းအရာရောလို့အမှန်ရောအများကြီးရှိရပေါ့ဒါကြောင့်လဲလို့ဒီတခြင်းဖြစ်လာရလို့ထင်တာပဲဒီတခြင်းမှမဟုတ်ကျန်တဲ့တခြင်းတွေအကုန်လုံးပဲပေါ့နော်အဲ့လိုဖြစ်လာရလို့ထင်ပါတယ်ဒီရေပွေးရအဖြစ်တော့အဓိပ္ပာယ်ကတော့အဲ့လိုပါပဲဘာမှလို့အဲ့ထက်လို့အရင်အထက်ပို့ပြီးတော့စဉ်းစားကြပါညာတော့တိတ်အဲ့လိုတော့မရှိပါဘူးဒီရပါပဲအကြောင်းရတော့ညီမက music video ရိုက်တုန်းကလည်းဒီမမင်းသားနဲ့သူနဲ့ရိုက်တာပေါ့ ဒီ moment နာ
အဲ့ရောလည်းလို့ဒီစာသားကိုလို့ဘယ်လို visualize ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ကိုတွေလို့ကိုပါကိုပဲကွာလို့ဖုန်းနဲ့လို့ရိုက်တာပေါ့နော်အဲ့မှာဆိုတကယ်ရှင်နေနေရဲ့ဟာတွေပါလို့တကယ်ရိုက်ထားတာပေါ့နော်သူရေကန်နဲ့စင်းခိုင်းပြီးတော့လို့ဒီစာသားနဲ့ဒီညီမကပေးခြင်းနဲ့ညီမရဲ့အတိတ်ပဲနဲ့ညီမရဲ့ဘယ်လိုပြောမလဲဒီ vibe ဒီ the whole thing ပေါ့နော်လို့ mood နဲ့လို့ကြိုက်အောင်လို့ကောင်းတဲ့နိုင်နဲ့လည်းလို့ရိုက်ခဲ့ရပါပေါ့နော်အဲ့ဒါလည်းတချင်းကလည်းနည်းလို့ဝမ်းနေကြကောင်းရင်မရိုက်ရတော့ပျော်ဖို့တော့ကောင်းပါ ဟုတ်ပါဘူး အဲ့မှာတော့ပြေးလွှားပြီးတော့ရည်ရဲဆင်းရဆိုတော့အဲ့ဒါပဲညီမကြောင်ပြောစရာဆိုလို့ အဲ့ဒါကသူရေးပြီးွားတော့ကျွန်တော်တို့ပြတော့တချင်းရတော်တော်မိုက်တယ်အဲ့တော့ကျွန်တော်နားတော့ဖြစ်နေကျွန်တော်နားတော့ပြင်နေတချင်းနေတယ်ပိုနီးဆက်တော့ကြိုက်တယ်ပေါ့အဲ့ဒါလောက်တော့လေအဲ့လိုအတချင်းကလည်းနည်းနည်း challenge ဖြစ်တယ်အဲ့လိုအတရှောက်လို့အစတော့ကလှုပ်ထားတာပုံစံနည်းနည်းတစ်မျိုးပေါ့နော်ပြီးတော့ပြသွင်းနေသွင်းအောင်သူတို့နှစ်ယောက်ကလို့တရက်ကသွားသွင်းလိုက်သွင်းနေသွင်းအကျန်းကြီးတွေလှုပ်လာအကျန်းကြီးတွေလှုပ်လာမင်းတို့နှစ်ယောက်အကျန်းကြီးတွေလှုပ်ဖိုးကယ်တွေဆိုလဲလို့သူတို့လေယာထက်ထားတယ်ရှိတယ်ခေါင်းကအရင်လောက်တာလေအဲ့တချင်းရော ရှောက်ပြောလာအဲ့လိုအစ eraser တခုသူတို့ကစတူဒီယိုရောက်တော့မှအဲ့လိုထပ်ပြီးကြားလိုက်တော့ပေါ်လာလေအဲ့ရောက်တော့မှဟိုမေးချအောင်စောင်းနေရ ဟုတ်ဘူးတကယ်ကြာပြီလေ အဲ့တော့သူတို့အဲ့လိုလုပ်ပြီးတော့ပြန်ပြလဲပြအော်ဘာထည့်ရမလဲဘာလို့ရှောက်ထည့်အဲ့လိုနည်းနည်းကျွန်တော်တို့တီးရတယ် challenge ဖြစ်တဲ့အပိုင်းတွေပါတယ်အဲ့လိုပေါ့အမြန်တီးထားတော့ဘာလို့အဲ့ဒါလေး တလားလောက်ချင် တလားလောက်ချင်လိုက်ထည့်စင်တော့ထည့်ဖို့ပြီးတော့အဲ့ဒါပါပဲသူတွေ့နေတယ် challenge ဖြစ်မှာတယ် trend နဲ့ ဟုတ်တယ် ခတ်ထားတော့ ငါ basic ပဲတီးတက်တာအဲ့ဒါအဲ့ဒီမှာဟိုတော့နေလျှောက်ရိုက်တာလေပါအဲ့ဒါကျင်လိုက်ရဟုတ်ပါဘူး ဒါပါပဲ ရမ်းမိုက်ပါတယ် တမှုဆိုနားထောင်နေတယ်ကျေးဇူးများတင်ပါတယ်လို့အလန်လေးလည်းလာပါတော့မယ်ပြောချင်ပါတယ် じゃあありがとうありがとう。